ဈေးကွက်မှာလည်းအကြီးကျယ်ကျရှုံးခဲ့တာပေါ့ဒါပေမဲ့ပွဲကအဲ့ဒီမှာမပြီးသွားပါဘူးနောက်ထပ်နှစ်ပဲကြာမှအလေးချိန်9.1ပေါင်ပဲရှိတဲ့ PowerBook 100လည်းထွက်ပေါ်လာရောအောင်မြင်မှုကတော့မြေပြင်ကနေမိုးပေါ်ရောက်သွားသလိုပါပဲအဲ့ဒီကနေအကွန်စတင်ခဲ့တာလို့ပြောလို့ရပါပဲဒီ33နှစ်တာကာလအတွင်းက kit 9 kit ကိုအစီအစဉ်အတိုင်းသွားကြပါမယ်နံပါတ်1 kit laptop များရဲ့အစနံပါတ်2 design နဲ့ PC အသစ်များနံပါတ်3တီထွင်စံသစ်မှုတွေနဲ့အငင်းပွားဖွယ်ရာများနံပါတ်4 Apple Silicon Dollar ရေနဲ့နောက်ဆုံးနံပါတ်5အမြင့်မားဆုံးစွမ်းဆောင်ရည်တို့ပဲဖြစ်ပါတယ်အပိုင်း1 kit laptop များရဲ့အစကာလအဖြစ်1990ခုနှစ်ကနေ1999ခုနှစ်အထိပေါ့ PowerBook 100ရဲ့တီထွင်စံသစ်မှုတွေကိုတေချာပြန်ကြည့်ရင်တကယ်ကိုအန်တော်ဆရာကောင်းပါတယ်ကီးဘုတ်ကိုမျက်နှာဖြင်းဘက်ကိုတွန်းပိုးလိုက်ပြီးရှေ့မှာ tripod တက်လိုက်တယ်ပြီးတော့လက်ဖဝါးတင်ဖို့နေရာခြံထားပေးလိုက်တယ်စဉ်းစားကြည့်လေဒါဟာဒီနေ့ကကျွန်တော်တို့သုံးနေတဲ့ laptop တိုင်းရဲ့အခြေခံပုံစံပဲမဟုတ်လား Apple ရဲ့ design ကို Sony ကတည်ဆောက်ပေးခဲ့တဲ့ဒီ model ဟာပထမဆုံးနှစ်မှာတင်ဝင်ငွေဒေါ်လာ1ဘီလီယံကျော်ရခဲ့ပြီးဈေးကွက်တစ်ခုလုံးရဲ့40%ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်တကဘာလုံးက laptop ဆိုတာဒီလိုမျိုးဖြစ်ရမယ်ဆိုပြီးအပေးတိုင်းလက်ခံသွားခဲ့တာပေါ့အဲ့ဒီလိုအခြေခံကောင်းတွေရပြီးသွားတဲ့နောက်1999ခုနှစ်မှာတော့ iBook G3 ကပုံစံတစ်မျိုးနဲ့ထွက်လာပြန်ပါတယ်ဖောက်ထွင်းမြင်ရတဲ့ plastic ကိုထည့်ကင်တွယ်ဖို့လက်ခံလေးတွေနဲ့တကယ့်ကိုကွဲထွက်နေရပါ blueberry ရောင်လေမောင်ရောင်တွေနဲ့ထွက်လာပြီး iMac ကိုတည်သွားပါဆိုတဲ့ပုံစံမျိုးနဲ့ဈေးကွက်တင်ခဲ့တာဆိုတော့ကွန်ပျူတာတွေမှာလည်းကိုယ်ပိုင်ဟန်ရှိနိုင်တယ်ဆိုတာကိုခေါင်းကောင်းကြီးတက်သွေးပြလိုက်တာပါပဲဒါအပြင် built-in airport Wi-Fi ပါတဲ့ပထမဆုံး mainstream laptop လည်းဖြစ်ခဲ့ပါတယ်အဲ့ဒီ1999တုန်းက Wi-Fi ဆိုတာလူတိုင်းသုံးတဲ့အရာမဟုတ်သေးပေမဲ့ iBook ကဒါဟာမရှိမဖြစ်ကိုလိုအပ်တယ်လို့ခန်းစားလိုက်အောင်လုပ်ပစ်လိုက်တာပါအပိုင်းနဲ့ဒီဇိုင်းနဲ့ပစ္စည်းအသစ်များကာလာအဖြစ်2001ခုနှစ်ကနေ2006ခုနှစ်အထိပါ2000ခုနှစ်လောက်တုန်းကတခြား laptop တွေက plastic အထူကြီးကြီးဖြစ်နေချိန်မှာအထူးတလက်မှမရှိတဲ့အာဂါသအဆင့်3 titanium PowerBook G4G ထွက်လာတာကိုမြင်အောင်ကြည့်လိုက်ပါတကယ့်ကိုကွာခြားလွန်းပါတယ်15.4လက်မမျက်နှာပြင်နဲ့ဒီ T-book ကချောင်းမိတဲ့တက်တူကိုတွေပုံစံကိုစတင်မိတ်ဆက်ခဲ့ပါတယ်အရင်ကဆို laptop ကိုဖွင့်လိုက်ရင်မျက်နှာချင်းဆိုင်ကလူတွေအတွက် Apple logo ကပြောင်းပြန်ဖြစ်နေလာလေအခုမှ logo ကိုအဖုံးမှလမ်းပြီးအတဲ့ပြနိုင်ခဲ့တာပါတေချာရကကိုအားနေချက်တွေလေးရှိခဲ့တာပေါ့ပတ်တာတွေကပြက်လွဲတယ်ဆေးသားတွေကွဲအပ်တတ်တယ်ပြီးတော့တက်တူကိုတဲ့ကြောင့် Wi-Fi ဆွဲရနေသွားတာမျိုးတွေပေါ့ဒါပေမဲ့ဘာပဲပြောဒီဒီဇိုင်းကယနေ့ခေတ်တက်တူ laptop တွေအတွက်လမ်းဆက်ဖွင့်ပေးလိုက်တာပါပဲဒီလိုတီထွင်စံတက်မှုတွေတဖြည်းဖြည်းဆူဆောင်းမိလာပြီးနောက်2006ခုနှစ်ဇန်နဝါရီလမှာတော့ပထမဆုံး MacBook Pro ဆိုပြီးကြီးမားတဲ့အပြောင်းလဲတစ်ခုထပ်ဖြစ်လာပြန်ပါတယ်အရင် Power PC တွေနေရာမှာ Intel Core Duo processor တွေကိုစတင်ပြောင်းလဲထုံဆွဲလိုက်တာကြောင့်ရခင်စက်တွေထက်စွမ်းဆောင်ရည်စီးစားတောင်ပုံမမြင်မာလာခဲ့ပါတယ်။ဒါ Mac ထက်14နှစ်ကြာမဲ့ Intel kit ရဲ့အဆောင်ပဲဖြစ်ပါတယ်။အပိုင်း3တီထွင်စမ်းသစ်မှုတွေနဲ့အငင်းပွားဖွယ်ရာများကာလအဖြစ်2008ခုနှစ်ကနေ2016ခုနှစ်အထိဖြစ်ပါတယ်။2008ခုနှစ် Mac War ပွဲကမမေ့ကြဘူးလားတော့မသိဘူး။အဲ့ဒီကွဲမှာ Steve Jobs ကလေထဲမှာတခုခုရှိတယ်လို့ပြောပြီးရုံတုံးဆိုင်တခုတည်းကနေအပားဆုံးနေရာမှာ3.16လက်မှပဲရှိတဲ့ MacBook Air ကိုဆွဲထုတ်ပြလိုက်တဲ့အချိန်ဟာတကယ့်ကိုအမိုက်စာသမိုင်းဝင်အခိုက်အတန့်တစ်ခုပါပဲ။ပေါ့တခုတည်းပဲပါတဲ့ laptop ဆိုတာကိုစဉ်းစားတာကြည့်ပါတော့ဗျာ။မူလ MacBook Air မှာအဲ့ဒီလို USB ပေါက်တစ်ခုတည်းသာပါဝင်ခဲ့ပြီးအရင်ကမရှိမထစ်ဆိုတဲ့ CD ထဲတဲ့ optical drive လည်းမပါတော့ပါဘူး။ဒီလိုပြုလုပ်လိုက်တဲ့အတွက်သုံးသက်သူတွေကြားမှာပြင်းပြင်းထန်ထန်ဝေဖန်မှုတွေအများကြီးထပ်ပေါ်ခဲ့တာပေါ့ဒါပေမဲ့နောက်ဆုံးမှာတော့စက်မှုလုပ်ငန်းတစ်ခုလုံးကဒါကိုပဲအရှုံးပေးလက်ခံခဲ့ရပြီးပြိုင်ဘက်တွေကလည်းဒီလိုပေါင်းလွှာတဲ့ Ultrabook ကိုမထစ်မနီလိုက်လံထုတ်လုပ်လာခဲ့ရတာပါနောက်ထပ်ကြီးမားတဲ့ခြေလှမ်းကတော့2012ခုနှစ်မှာမိတ်ဆက်ခဲ့တဲ့ Retina မျက်နှာပြင်ပါတဲ့ MacBook Pro ပါပဲ 2560x160 pixels တောင်ပါဝင်တဲ့စနစ်လက်မှတ်မျက်နှာပြင်ကြောင့်မျက်နှာပြင်ပေါ်ကစာသားတွေဟာစက်ကူပေါ်မှာပုံနှိပ်ထားသလိုပြက်သားနေပါတယ်တခါမှမမြင်ဘူးတဲ့အတွေ့အကြုံမျိုးပေါ့ဒီစမ်းသပ်မှုကြောင့်အကျန်းတဲ့ကွန်ပျူတာထုတ်လုပ်သူတွေဟာလည်းစနစ်လာအတွင်းမှာမြင့်မားတဲ့ resolution ပါတဲ့မျက်နှာပြင်တွေကိုပြပြတလေလိုက်ထိုးလာခဲ့ရပြီးအရင်ကပုံမှန်စံနှုန်းဖြစ်နေတဲ့ 1366x768 မျက်နှာပြင်တွေဟာချက်ချင်းဆိုသလိုချင်းတော့ကျသွားခဲ့ပါတော့တယ်2015ခုနှစ်မှာထွက်ပေါ်လာတဲ့စနစ်လက်မှတ် MacBook ဟာတကယ့်ကိုအငင်းပွားဝရဖြစ်ဆုံးပါပဲအလေးချိန်2ပေါင်ပဲရှိပြီးပင်ကလုံးဝမပါတဲ့ဒီ laptop မှာအသွင်းဖို့ရော data ကူးဖို့ရောအရာအယုံအတွက် USB-C port တစ်ခုတည်းတာပါပါတယ်အခြေခံချိတ်ဆက်မှုလေးတွေလုပ်ဖို့အတွက်ကိုပဲ$96တန်အပတ် adapter ကိုမဖြစ်မနေဝယ်ယူခဲ့ရပါတယ်အဲ့ဒီတော့ကဝေဘာမှုတွေစူညံသွားခဲ့ပြီမဲ့တကယ်တမ်းပြန်ကြည့်ရင်ဒီဆုံးဖြတ်ချက်ကပဲ USB-C ကိုနောက်ထပ်နှစ်အတွင်းမှာစက်မှုလုပ်ငန်းတစ်ခုလုံးရဲ့စံနှုန်းတစ်ခုဖြစ်လာအောင်အကြီးကျယ်တွန်းအားပေးနိုင်ခဲ့တာပါဒါပေမဲ့အရာအားလုံးကချောမွေ့နေခဲ့တာတော့မဟုတ်ပါဘူး
2016ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တဲ့ Touch Bar ဟာ professional သုံးစွဲသူတွေအတွက်အတော်လေးအခက်တွေ့စေခဲ့ပါတယ်။ရုပ်ပိုင်းဆိုင်ရာ escape key ကိုဖြုတ်ပစ်လိုက်တာအလုံးလုံးနေရင်မတော်တဆထိမိပြီးအလုံးလုံးငန်းစင်တွေရက်တန့်တွားရတာတွေကြောင့် programmer တွေနဲ့ဗီဒီယိုတိဖက်သူတွေအတွက်ယုံကြည်စိတ်ချရမှုအတော်လေးနေပါခဲ့ပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင်ဒါကလုံးဝအလုံးမဖြစ်ခဲ့တဲ့အကြံဉာဏ်တစ်ခုဖြစ်ခဲ့ပြီးခုနှစ်နှစ်အကြာမှာတော့ Apple ဟာဒီ Touch Bar ကိုအပိတိုင်ဖေရှားကရုပ်ပိုင်းဆိုင်ရာ function key တွေကိုပဲတိတ်တဆိတ်ပြန်လဲထည့်သွင်းပေးခဲ့ရပါတယ်။တခါဒီကြိုင်လဲအဟောင်းကအကောင်ဆုံးပဲလေ။ အပိုင်းလေး Apple Silicon Dollar ကြီးကာလအဖြစ်2020ပြည့်နှစ်ကနေ2022ခုနှစ်အထိပါ ကဲအခုပြောမယ့်အကြောင်းအရာကတော့တကယ်ကို game chain သွားတဲ့အခိုက်အတန့်ပါပဲဒေါ်လာ999ပဲပေးရတဲ့ပန်ကမပါတဲ့ M1 MacBook ဟာဒေါ်လာ2000ခိုင်လိုက်တန်16လက်မှ Intel Core i9 စက်ကြီးကိုအတားလေးအနိုင်ယူတော့မယ်လို့ဘယ်သူထင်မှာလဲ Single core စွမ်းဆောင်ရည်မှာပြတ်အသက်သားလွန်ခဲ့ပြီး 4K ဗီဒီယိုထုတ်လို့ရမှာလဲအချိန်ရက်သုံးပုံတစ်ပုံပဲကြာပါတော့တယ်အန်ဝစရာအကောက်ဆုံးက battery သက်ကြာဟာ18နာရီနဲ့20နာရီချိခံတာပါပဲစင်တို့20မကကွာတဲ့ထိတ်တန်း Intel စက်ကြီးဒီကိုဒီကိုပိုင်း M1 chip လေးကအထွေထူးအားစိုက်စရာမလိုပဲအပြတ်သက်အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။အဲဒီအောင်မြင်မှုကိုဆက်ထိန်ကြီး2022ခုနှစ်မှာတော့ပြချက်ချက်ဒီဇိုင်းအသစ်ပြန်လည်ပါဝင်လာတဲ့ MagSafe R20 စစ်တဲ့ကျွန်းနဲ့ MacBook Air M2 ကိုအသစ်ထပ်မမိတ်ဆက်ထဲပါတယ်။လုံးဝတိတ်ဆိတ်နေတဲ့ပန်ကာလုံးဝပါဝင်လက်ဒီဆက်လက်ဟာ multi core စံသတ်မှုတွေမှာပူပြင်းဆွညန်ဒီလေးလန်းတဲ့ game ဆော့တဲ့ laptop အများစုကို ASIC နိုင်ခဲ့ပါတယ်။အလိုများများလုံးလို့စွမ်းဆောင်ရည်ချဆင်းသွားတာမျိုးလုံးဝမရှိတဲ့ဖြင့်လက်တွေ့ဘဝမှာ battery 15နာရီကနေ18နာရီထိအသုံးပြုနိုင်ပါတယ်။ဒါကြောင့်လဲကမ္ဘာပေါ်မှာအယောင်ရဆုံး laptop ဆိုတဲ့နေရာကိုရောက်ယူနိုင်ခဲ့တာပေါ့။အပိုင်းကအမစ်မားဆုံးစွမ်းဆောင်ရည်လက်ရှိ2024ခုနှစ်ပေါ့ဗျာ2024ခုနှစ်ရောက်လာတော့ M4 MacBook Pro ရဲ့စွမ်းဆောင်ရည်ဟာစိတ်ကူးရင်စမ်းဆောင်ကိုအမခံဖွလာပါပြီ။သူ့မှာပါတဲ့ Neural Processing Unit ဟာတစ်စက္ကန့်ကိုလှုပ်ဆောင်ချက်ပေါင်း38 trillion အထိလှုပ်ဆောင်နိုင်ပါတယ်။ဒါ Apple Intelligence လို့ခေါ်တဲ့ AI စနစ်ကို Internet Server တွေစီ data ပို့စရာမလိုပဲစက်ပေါ်မှာတင်လုံလုံခြုံခြုံနဲ့တိုက်လိုက်အလုပ်လုပ်နိုင်ဖို့အထူးတည်ဆောက်ထားတာပါ။ Video rendering အမြင်နှုန်းဆိုရင်လေရုံးတွေမှာသုံးတဲ့တည်တံ့အလုပ်ရုံသုံးအကြီးစား desktop တွေရဲ့အမြင်နှုန်းကိုအေးစေးရရှိနေပြီဖြစ်ပါတယ်။နားနေအတွင်းမှာဘယ်လောက်တောင်ပြောင်းလဲသွားလဲဆိုတာတေချာကြည့်ရအောင်ဗျာ2019ခုနှစ်က16လက်မှတ် Intel MacBook Pro ဟာဘက်ထရီသက်တမ်း17နာရီပဲခံပါတယ်။ဒါပေမဲ့2014က M4 model ဟာစွမ်းဆောင်ရည်20လောက်တဲ့အပြင်ဘက်ထရီသက်တမ်းကလည်း24နာရီချီစံချိန်တင်မြင့်တက်လာခဲ့ပါတယ်။စဉ်းစားကြည့်ပါတနေ့လုံးအားမသွင်းပဲသုံးလို့ရတဲ့အနေထားပါ။ဒါဟာနိပညာရဲ့တကယ်ကိုကြီးမားတဲ့ခုံပြန်ကျော်လွှားမှုတစ်ခုပါပဲ။ကဲပြန်ကြည့်မယ်ဆိုရင်1992ခုနှစ်က9ပေါင်အလေးချိန်ရှိတဲ့14ကနေ2024ခုနှစ်ရဲ့ AI စွမ်းအားပြည့် MacBook Line အထိ33နှစ်တာကာလအတွင်း Apple ဟာစက်မှုလုပ်ငန်းတစ်ခုလုံးကိုဦးဆောင်ပြီး laptop ဆိုတာဘယ်လိုပုံစံဖြစ်တဲ့ဆိုတာကိုအမြဲတမ်းသတ်မှတ်ပြသခဲ့ပါတယ်။မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေရောအမားတွေရောအများကြီးရှိခဲ့ပေမဲ့သိကြတာတစ်ခုကသူတို့ဟာအခြားသူတွေရဲ့နောက်ကိုဘယ်တော့မှလိုက်မလို့ခဲ့ပါဘူး။ဒါဆိုရင်စက်မှုလုပ်ငန်းစံနှုန်းတွေကိုသတ်မှတ်ခဲ့တဲ့ဒီ33နှစ်အပြီးမှာနောက်လာမဲ့ laptop ဖြစ်တဲ့ဟာဘယ်လိုပုံစံဖြစ်လာမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာပါပဲ။အားလုံးရောဘယ်လိုထင်ကြလဲ။နောက်လာမယ့်တင်ဆက်မှုတွေမှာလည်း iPhone ရဲ့ပြောင်းလဲတိုးတက်မှုတွေကိုအခုလိုပဲစိတ်ဝင်စားစရာကောင်းအောင်အသေးစိတ်ရှင်းလင်းတင်ပြသွားအောင်ပါမို့ဆက်လက်ဆောင်မြောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အားလုံးပဲကျေးဇူးတင်ပါတယ်။